မင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်ကစီးရီမှာဒွင်းသီးတော့ဝယ်စားပါမယ်အခုကတော့ဒွင်းသီးတွေဝယ်လာပါပြီမင်္ဂလာပါဒီနေ့ကတော့ဒွင်းသီးစားပါမယ်ပြန်လာဒီဒွင်းသီးအလဲကနေပြီးတော့ထားလိုက်ကြတာဟုတ်တယ်ခွဲရ大家好，会的。兔牛肉，အစီကတော့အရင်မသေးဘူးညောင်းပြောတာလေးကြီးဝယ်တာလားဘယ်တော့မွေးတော့ဒီကြည့်ရတဲ့အမပြေလို့တယ်ကျော်ရတယ်နော်ဒါထားရဘန်ကောက်ကစီးရီးရဝယ်လာဈေးနေမှာပါ3ညောင်းပါတယ်ဒီကု200 220နော်ဒါမှဒါကြော့တဲ့ဘုံဘုံလို့မားတဲ့ဘူးဆိုတဘူး400ကျော်တာအမှတ်ပုံများတယ်ဒီကထိုင်းနေကကြော့တာမကြိုက်ကြဘူးဘယ်တော့ကြော့တာယူဝယ်အသားတွေကြီးထွေးရအားများနော်